ငါပြောမယ်နားထောင်ကြရန်သူကိုချစ်ပါမုန်းသောသူကိုကျေးဇူးပြုပါကျိန်ဆဲနှောက်ယှက်သောသူကိုမေတ္တာပို့ဆုတောင်းပေးပါသင်တို့ရဲ့ဘာတစ်ဖက်ကိုရိုက်ခဲ့ရင်ကြံတစ်ဖက်ကိုလှည့်ပေးအောင်အင်ကြီးတောင်းသူကိုဝိယုံကိုပါပေးလိုက်ပါတောင်းတဲ့သူတွေကိုပေးကြပါပေးပြီးတဲ့ပစ္စည်းကိုပြန်မတောင်းကြပါနဲ့မိမိကိုယ်ကိုပြုစေခြင်းတို့သူတစ်ပါးကိုပြုပါ